သက်ကြီးကြီးအဖိုးကိုတယောက်ကသူ့ကိုယ်သူအရှင်လက်လက်မြေမြုပ်ဖို့ရည်ရွယ်ခဲ့ပေမဲ့မမျှော်လင့်ပဲခွေးကောင်းပုံတနံရွှေတုံးကြီးတုံးကိုတူးဖော်မိလိုက်ပါတယ်စစ်လှုပ်ရှားသွားပြီးဘေးနားကမြေကြီးတွေကိုဖယ်လိုက်တဲ့အခါရွှေရောင်ရောင်ဝါတွေကသူ့မျက်နှာပေါ်ဟပ်သွားပါတယ်တင်မင်းစီသွားတဲ့လမ်းခီးမှာရွှေတောင်ကြီးနဲ့တိုးမယ်လို့သူဘယ်တော့မှစိတ်ကူးမြင်ခဲ့မိပါဘူးခန်းစားချက်တွေပြင်းထန်လုံးလို့အတမ်းမထွက်သွားအောင်အဖိုးကသူ့ပါးဆက်ကိုအုပ်ထားလိုက်မိတယ်ဒီရတနာတွေကသူ့ဘဝရဲ့ကြံရှိတဲ့တက်တန်းတစ်လျှောက်လုံးတက်တောင့်တက်တာနေနိုင်ဖို့လုံလောက်ပါတယ်ဒါပေမဲ့ဒါဟာသူ့အတွက်ကပ်ပေးရဲ့အစပြိုးချင်းဆိုတာကိုတော့သူမသိခဲ့ပါဘူးရွှေတွေကုန်တူးဖော်ပြီးတဲ့နောက်တစ်နေ့မှာငွေသားနဲ့လဲလှယ်ဖို့အတွက်မြို့ဘက်ကိုသူထွက်လာခဲ့ပါတယ်ဒါပေမဲ့လမ်းမှာဒုတိယကမ္ဘာစစ်ကစစ်ရှုံးလာတဲ့စစ်သားတစုနဲ့ဆုံတွေ့ခဲ့ပါတယ်အဖိုးကိုဖျက်လျှောက်သွားတဲ့အခါစစ်သားတိုင်းကမောက်မာပြီးဗိုလ်ကျလိုတဲ့အမူအရာတွေရှိနေကြတယ်သူတို့ကရွာတရွာကိုလူရက်ပြီးအမျိုးသမီးတွေကိုဖမ်းခေါ်လာခဲ့ကြတာပါအဖိုးကိုဖျက်လျှောက်သွားတော့စစ်ဗိုလ်ကသူ့ကိုစူးစိုက်ကြည့်နေပေမဲ့အဖိုးကဂယူးမဆိုင်ပဲဆက်လျှောက်သွားပါတယ်အဲ့ဒီအချိန်မှာအနားကစစ်သားတယောက်ကပြစ်တက်ဖို့လုပ်ပေမဲ့စစ်ဗိုလ်ကအမြန်လန်းနားလိုက်တယ်စစ်ဗိုလ်မြင်မှာတော့အဖိုးကတေးလူပါပဲဘလို့ပဲဖြစ်ဖြစ်တင်မင်းစီလျှောက်သွားနေတဲ့သူအတွက်ကြီးစံဖြုံးစရာမလိုဘူးလို့တွေးလိုက်တာပါအဖိုးကိုတမိုင်လောက်ပဲလျှောက်ရသေးတယ်မဆုတ်ခွာသေးတဲ့စစ်သားတွေကကြားဖြတ်တားဆီးလိုက်ကြတယ်သူတို့ရွှေတွေကိုတွေ့သွားတာနဲ့တခြားလူတွေကိုပါချက်ချင်းလမ်းခေါ်လိုက်ကြတယ်အဖိုးကိုဘေးတုံးထုတ်ပြီးစစ်သားတချို့ကရွှေတွေကိုစတင်ခွဲဝေယူကြပါတော့တယ်အဖိုးကလက်တီးကိုချစ်ပါအောင်ဆုပ်ထားလိုက်ပြီးသူအသက်ရှင်ဖို့လမ်းစာနေသွားပြီဆိုတာသဘောပေါက်လိုက်တယ်သူကသူ့ခွေးကိုအရင်ပြေးခိုင်းလိုက်တယ်ဒါပေမဲ့ခွေးလေးဝေးဝေးမရောက်ခင်မှာပဲစစ်သားတွေကရန်တမ်းပစ်ခတ်လိုက်ကြတယ်ဒါကအဖိုးကိုဒေါသကြီးကျယ်ထွက်သွားစေတဲ့စစ်သားတွေကပြုံးခဲပြဲနဲ့သူ့ကိုသူရဲဘောကြောင့်သူလို့လောင်ပြောင်နေတော့မှာပဲအဖိုးကတယောက်ရဲ့ခေါင်းကိုတစ်ချက်တည်းနဲ့ဖောက်ထွက်အောင်ပြစ်တက်လိုက်ပါတယ်နောက်စစ်သားတယောက်ဝင်တိုက်ဖို့ကြိုးစားပေမဲ့အဖိုးကဒူးနဲ့ပြစ်တိုက်လိုက်လို့ချက်ချင်းလဲကျသွားတယ်စူညံတန်တွေကြားရတော့နောက်စစ်သားတယောက်ကစက်တင်နဲ့ထုတ်ပြီးအဖိုးကိုပြစ်ခတ်ပါတော့တယ်ဒါပေမဲ့ကြီးစံတွေအကုန်လုံးကသူ့လူတွေသူပြန်ထိကုန်ကြတယ်အဖိုးကသူ့ကိုမြေကြီးပေါ်ကန်ချလိုက်ပြီးတန်ခတ်မောက်ကိုဆွဲယူကမလုပ်တော့တဲ့အထိထက်ခါတလဲလဲထုနဲ့ပစ်လိုက်တယ်စစ်ဗိုလ်ကအတန်တွေကြားလို့တင်ကားကိုပြန်လှည့်ခိုင်းလိုက်တဲ့အခါစစ်သားတွေအကုန်လုံးအသက်ခံထားရတာကိုတွေ့လိုက်ရတယ်သူတို့ရဲ့ကျန်းတဲ့တေဆုံးပုံတွေကိုကြည့်ပြီးဒီအဖိုးဟာတာမန်လူမဟုတ်ဘူးဆိုတာသူသဘောပေါက်လိုက်တယ်ဒီလူမျိုးပါဖြစ်နေတဲ့စစ်သားကရွှေတွေကိုစစ်ဗိုလ်လက်ထဲထည့်ပေးလိုက်တယ်ရတနာတွေကိုစိုက်ကြည့်ရင်ဒီအဖိုးဟာရွေးလျားနေတဲ့ငွေထုတ်ကြီးပဲဆိုတာစစ်ဗိုလ်ရုတ်တရက်နားလည်သွားတယ်အသက်မှာတစ်ခါကြုံရခဲ့တဲ့ချမ်းသာမဲ့အခွင့်အရေးကသူ့ရှိတဲ့ကိုရောက်နေတာပါဒီအချိန်မှာအဖိုးကခီးဆက်ထွက်လာခဲ့တယ်ရုတ်တရက်သူ့နောက်ဘက်ကနေကျေလောင်နဲ့မြေဟဲတန်ကြီးကြားလိုက်ရတယ်ပြန်လှည့်ကြည့်လိုက်တော့တင်ကားတွေလိုက်လာတာတွေ့လိုက်ရတယ်အန်ရဲ့အငွေ့သက်ကိုခန်းစားမိတာနဲ့သူချက်ချင်းထွက်ပြေးပါတော့တယ်စစ်သားတွေကစက်တင်နဲ့တွေတက်ဆင်ပြီးမိုးမုံအောင်ပြစ်ခတ်တိုက်ခိုက်ကြတယ်ဒါပေမဲ့ကြီးစံတွေအကုန်လုံးကတနည်းနဲ့လွဲချော်ကုန်ကြတယ်အဖိုးကိုထွက်ပြေးနေတာကိုကြည့်ပြီးစစ်ဗိုလ်ကအလောတကြီးလိုက်မဖမ်းပါဘူးအဲ့ဒီစားနေရာမှာပဲရက်ဆောင်နေလိုက်တယ်ဘာလို့လဲဆိုတော့ရှေ့မှာမိုင်းကွင်းရှိမှန်းသူသိနေလို့ပါပဲဒီအချိန်မှာအဖိုးကသူမိုင်းကွင်းထဲရောက်နေပြီဆိုတာသတိမထားမိခဲ့ပါဘူးသူကသူ့မြင်းကိုညင်ညင်သာသာပုတ်လိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့